အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စီစာပါဒီဗီဒီယိုမှာကျတော့ကျွန်တော်တို့ကဒီ formula နဲ့ theory ကြားကွာခြားချက်တွေကိုလေ့လာမယ်နောက်ကကျွန်တော်ဒီနှစ်ခုကိုဘလောက်အချိုးဘလောက်နဲ့အသုံးပြုကြလဲပေါ့နော်အဲ့ဟာကိုလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့အဲ့တော့ formula နဲ့ theory ပေါ့နော်ဒီနှစ်ခုမှာပါကွာလဲဆိုတာကိုအချက်လေးနေနဲ့အရင်ဆုံးနှိုင်းရှင်းကြည့်မယ်ပေါ့နော်ဆိုတော့ formula မှာကျတော့သူက shortcut ထားပါတော့e equal to mc square လို့ပါလို့ဆိုတာက formula ပေါ့နော် formula ဆိုဒီဟာနဲ့ဒါနဲ့ဒီလိုလုပ်လို့ရှင်ထားဖြစ်တယ်ဆိုတော့အတူပေါက် formula ပေါ့နော်အဲ့တော့ shortcut တွေပါတယ်နောက်တစ်ခုကကျတော့ equation ဆိုဒါလုံးနေဒါဖြစ်တယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးအထူးကြပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့procedure တွေရိုးလုံးစင်နေပေါ့နော်ပြောလို့ရှိရင်ကျွန်တော်တို့ခေတ်ချက်မှာတော့ဟိုအစကနေပြန်ပြီးလေ့လာနေကြအောင်လို့တော့ပါဒီမှာ physics တွေသင်ချာတွေအဲ့ဒါတွေကိုကျွန်တော်တို့ဟိုအစကနေ0ကနေပြီးတော့ကျွန်တော်လေ့လာကြအောင်လို့တော့ so procedure တွေရှေ့ခေတ်ကလူတွေလုပ်ခဲ့ပြီးသားရိုးလုံးစင်လုံးလုံးလူတွေကျွန်တော်တို့ကလေ့လာရမှာပေါ့နော် so procedure တွေပါတယ်သူ့ရဲ့သဘောကတော့သူကမြန်သွားနေတာသူက shortcut ဖြစ်နေတာမြန်နေတာပေါ့နော်ဆိုတော့ fast answer ပေါ့နော်ဖြေမြန်ထုတ်နိုင်တယ်နောက်တစ်ခုက fast way ပေါ့နော်မြန်တဲ့နည်းလမ်းပေါ့နော်အဲ့ဒါကကျတော့ formula ရဲ့ဟောအဓိကချက်ပေါ့အဲ့မှာနောက်တစ်ခုကတော့ theory ဆိုတာကပြောလို့ရှိရင်ကျွန်တော်တို့ကဒါဒီနှစ်ခုရောနေကြတာတကယ်theory နဲ့ formula ဆိုတော့မဆိုင်ဘူးဘာလို့လဲဆိုတော့ theory ဆိုတာကကျတော့ concept ဆိုတာဘယ်လိုပြော concept ကတနည်းအားဖြင့် idea ပဲကွာဟိုအတွေးပေါ့နော်အတွေးခေါ်ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတာမျိုးပေါ့နော်ထားပါတော့ဟိုလူကြီးတွေပြောနေကြညာဘက်ကြီးရေးချွေဖျားတယ်လို့ပါတော့အဲ့ဒါဒီ concept ဒီ idea ပေါ့နော်ဒီအတွေးကိုဘယ်သူကရလဲတော့မသိဘူးလေသူတွေးပြီးတော့ရသွားတယ်အဲ့ဒီ idea မှန်တဲ့အတွက်ကြောင့်နောက်ပိုင်းမှာဆက်ပြီးတော့သုံးရတယ်အဲ့လိုပုံမျိုးပဲ concept ဆိုတာကအဲ့လိုအတွေးတွေအသစ်လည်းပါမယ်အဟောင်းလည်းပါမယ်နော်အဲ့တော့ concept ပါတယ်နောက်တစ်ခုကဆိုတော့ theory မှာ intuition ဆိုတာကဆိုတော့ထိုးထွင်းပြီးတော့သိနေတာထိုးထွင်းပြီးသိနေတယ်ဆိုတာထားပါတော့ universal ကြီးဆိုလို့ရှိရင်ဒီစက်ကြောင်လိုက်ကျွန်တော်တို့မမြင်ရဘူးတကယ်ကဘူးမှလည်းမမြင်ဘူးဒါပေမဲ့အဲ့မမြင်ဘူးခင်မှာဒါတွေကဘလို့အလုပ်လုပ်နေလဲဆိုတာကိုအဲ့စဉ်းစားအဲ့လိုထိုးထွင်းသိမြင်တာဒီ intuition ပေါ့နော်ပြီးပြီဆိုလို့ရှိရင် intuition ဆိုတာတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီနှစ်ယောက်စကားပြောနေနောက်ထပ်တစ်ယောက်ကအဲ့လိုမျိုးမကောင်းတဲ့ရည်ရွယ်ချက်ရှိနေဆိုလို့ရှိရင်တစ်ဖက်လူကမကောင်းတဲ့ရည်ရွယ်ချက်ရှိနေကိုကအလိုလိုသိနေတာမျိုးအဲ့ဒါဒီ intuition တက်တည်ပြလို့မရဘူးဒါပေမဲ့ထိုးထွင်းသိမြင်နေတာပြောလို့ရှိရင်ဘာမှမရှိပဲလက်ကားနေသိနေတာမျိုးဗျာအဲ့ဒီ intuition ကဘယ်ကလာလဲဆိုတော့ concept ကလာတယ်တခါလေကျတော့လေ intuition ကအလိုလိုလာတယ်အလိုလိုလာပြီးမှ concept ဖြစ်လာတယ်အဲ့လိုလည်းရှိတယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့သူ့ရဲ့ဒီ main theory ဆိုတာရဲ့ main ကကျတော့theory ဆိုတာကသူ့ရဲ့အဓိကရာတော့ဘာလဲဆိုလို့ what is actually happening တကယ်တမ်းကဘာတွေဖြစ်နေရလဲဆိုတော့ထားတော့ကဘာကြီးကတကယ်တမ်းဘလို့လဲနေတာလဲမော်တော်ယာဉ်တွေကတကယ်တမ်းဘလို့သွားနေရလဲထားတော့တရိတ်ဆန်လေးတွေကဘလို့မျိုးပွားနေရလဲအဲ့ခါကြီးအနောက်ကဟာကတကယ်တမ်းဖြစ်နေတာလေဆိုတော့ theory ဆိုတာဒီအဲ့ဒီအရာအလုံးရဲ့အနောက်ကဘယ်အရာကဘလို့မျိုးတကယ်တမ်းဖြစ်နေတာလဲဆိုတော့တွေးခေါ်တဲ့ concept ပဲ idea ပေါ့နော်အတွေးမြင်မယ်အဲ့ဒါကဘယ်ကလာလဲဆိုလို့ရှိရင် intuition ကလာတယ်အလိုလိုသိသွားတာအလကားနေနဲ့သိသွားတာအနေပြီးလာတာများတယ်ပေါ့နော် science ကအဲ့ဒါပြီးပြီဆိုတော့မှဒါစဉ်းစားပြီးလာတာကြီးလည်းအများကြီးရှိပါဒါမှပြောချင်တာ intuition ကနေလာတာများတယ်ဆိုတော့
လကားနေနဲ့ဘာမှမဆိုင်မနဲ့ဒါဒီလိုလုပ်လို့ရဆိုသိသွားတာမျိုးငါကပြီးပြီဆိုမှဒီ what is actually happening ဆိုတဲ့ concept ဒီအရာဝတ္ထုတွေဒီဖြစ်နေတဲ့ဖြစ်ပျက်နေတဲ့အရာတစ်ခုချင်းစီအနောက်မှာဘယ်အရာတကယ်ဖြစ်နေရလဲဆိုတဲ့ concept လာတယ်ပေါ့နော်ဆိုတော့ဒါက theory ပါဒါက formula ပေါ့နော် formula ကတော့ theory ကဒါတွေသိသွားပြီဟုတ် what is actually happening တကယ်လည်းဘာဖြစ်နေရလဲဆိုတော့သိပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကို equation တွေချတော့မယ်ထားပြီးတော့equation တွေချမယ်ဆိုတော့ဒါနဲ့ညီမျှတယ်ဆိုရင် equation တွေချမယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ရှေ့ခေတ်ကလူကြီးတွေရဲ့ procedure ပေါ့နော်လုံထုံးလုံနည်းပါလာမယ်အဲ့ပြီးပြီဆိုလို့ရှိရင် first answer first way ပေါ့နော်အမြန်ဆုံးဖြစ်မဲ့နည်းလမ်းတွေပါမယ်ဒါဒီ formula ဆိုတော့အဓိကတော့ shortcut ပေါ့နော်အဲ့တော့ဆိုတော့ဒါကတော့တို့နှစ်ခုရဲ့ကွာခြားချက်ပေါ့နော်ဆိုတော့အဲ့ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဘာလို့ဒီပြောလို့ရှိရင်တေချာမတက်တာလဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အကြောင်းနေပြီးလို့ရှိရင်တင်းတော့တင်နေတာပဲဘာလို့တေချာမတက်တာလဲဆိုတာနောက်ကိုကအကြောင်းအရာကိုလေ့လာမယ်ပြောလို့ရှိရင်တော့ big trap ပေါ့နော်လုံးဝ trap အကြီးစားပေါ့နော်အဲ့ဒါကဘာလို့လဲဆိုတော့မဖြစ်တဲ့အရာပေါ့နော်သူကဘာလဲဆိုလို့ရှိရင်သူက theory heavy theory heavy ဆိုဘလို့ဖြစ်နေရလဲခုနပြောတယ် what is actually happening man အဲ့ဘယ်ဒီຢာတွေကဘလို့ဖြစ်နေတာလဲကိုပဲသူကအဓိကကြီးထားပြီးတော့တင်တယ်ကွာအဲ့တော့ formula တကယ် shortcut သူ့ကိုဘယ်လိုမျိုးကောင်းထဲဖော်ရမလဲဆိုရင်တကယ် shortcut သိတော့ခုနပြောသလို concept တွေနဲ့ပဲအချိန်ကုန်ပြီးတော့အဲ့တော့ခါကျမှဖြစ်လဲဆိုလို့ရှိရင်နားလေလေအကုန်လုံးဘာတွေကဘလို့လုံးနေလဲဆိုတာနားလေဒါပေမဲ့ဟိုသုံးစားမရဘူးပေါ့နော်ရှင်းရှင်းပြောရလို့ဆိုလို့ရှိရင်တော့သုံးစားမရဘူးဖြစ်သွားတာပေါ့နောက်တစ်ခုကကျတော့ formula only အခုစဉ်းစားကြည့်မယ်ဗျာကျွန်တော်တို့ကဒီထားပါတော့ဒီ physics ပေါ့ physics ဆို formula တွေကျွန်တော်တို့တက်ထားလိုက် formula တွေကိုအလွတ်ကျက်တွေကျွန်တော်တို့တက်တယ်တွက်တက်တယ်ချက်တက်တယ်ထားလိုက်ဒါပေမဲ့အဲ့ဒါတွေဘလောက်ပဲတက်တယ်သူနောက်က theory မပါလာဘူးဆိုလို့ရှိရင်လည်းအလကားပဲဘာလို့လဲဆိုလို့ရှိရင်တွက်တာတော့တွက်လို့ရတယ်ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့မိန်းကုန်းလှည့်လာတဲ့အချိန်လေးတကယ်လက်တွေ့နဲ့ဟိုဖြစ်လာတဲ့အချိန်လေးကျတော့အဲ့ဒီသုံးစားများ formula only ကသုံးစားများဘယ်လိုဖြစ်လဲဆိုတော့အဓိကကတော့သူက first မြန်တော့မြန်နေဟုတ်တယ်မြန်နေထားတော့ဒီ formula နဲ့ဒီလိုတွက်မယ်ဆိုလို့ရှိရင် speed ကိုရဖို့ဆိုရင်ဒါနဲ့ဒီလိုတွက်လို့ပြောလိုက်တယ်ဆိုလို့ရှိရင် speed ကိုရဖို့ဒါနဲ့ဒီလိုတွက်လို့ရဒါပေမဲ့အဲ့လိုမှမဟုတ်မိန်းကုန်းလှည့်လာပြီဆိုလို့ရှိရင်မတွက်တတ်တော့ပြန်အဲ့လိုဖြစ်သွားတယ်ဆိုတော့ fast back fragile ပေါ့နော်မြန်တော့မြန်နေဒါပေမဲ့ဟိုအထိမခံအောင်တကယ်ကျတော့ဟိုသုံးရမယ့်အချိန်ကျတော့အထိမခံအောင်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါကတော့ big trap ပါဆိုတော့အဲ့ဒါတွေကိုတော့ဘယ်လိုရှောင်လို့ရလဲဆိုရင်ခက်တော့မခက်ဘူးပေါ့နော်အဲ့ဒါပါလဲဆိုလို့ရှိရင် theory ကနေပြီး formula ကိုသွား formula အဲ့ဒါပြီးဆိုမှ application application ဆိုတော့ပြောရမလဲတကယ်လက်တွေ့အသုံးချတာပေါ့နော်ဆိုတော့ theory ဟုတ်ပြီဒါတွေကဘယ်လိုအလုပ်လုပ်နေရလဲတစ်ခုချင်းစီရဲ့အလုပ်လုပ်ပုံနားလည်ပြီဆိုလို့ရှိရင်အဲ့ဒီဟာရဲ့ shortcut သူ့ဒီဘာအဲ့ဘာနဲ့ညီမျှလို့ဘယ်လိုဖြစ်သွားတာလဲဆိုရင် shortcut ဒီသူ့ကိုဘာနဲ့ပေါင်းရင်သူဖြစ်လာမှာလဲဆိုရင် shortcut ဒီဆိုတော့ formula အဲ့ဒါပြီးပြီဆိုမှအဲ့ဒါကိုလက်တွေ့စမ်းသပ်မယ်လက်တွေ့စမ်းသပ်တာပဲဒီလက်တွေ့အသုံးချတာပဲပြီးပြီပေါ့နော် application တွေလက်တွေ့ပေါ်မှာ apply လုပ်မယ်ပေါ့နော်ဆိုတော့ပြောလို့ရှိရင်ကျွန်တော်လက်တွေ့ဘဝမှာじゃဘယ်လိုမျိုးသုံးနေလဲတကယ်လိုအပ်တာじゃဘယ်လိုမျိုးလဲဆိုတော့ဒီချက်ကြည့်ရမယ်ပေါ့တစ်ချက်ကြည့်ရမယ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်တော်တို့တစ်ခုခုစလေးလာပြီဆိုလို့ရှိရင်ကျွန်တော် formula ရဲ့နေတန်းပြီးစလို့ရှိရင်ဘယ်လိုမှအဆင်မပြေနိုင်ဘူး formula ရဲ့နေတော့စလိုက်တယ်ဆိုတော့ဘယ်လိုလဲဆိုတော့တဲပေါ်မှာအင်းဆောက်တယ်လို့ပဲကွာဟိုပြီးပြိုမှာပဲဘာမှမလာခင်ပြိုမှာပဲပေါ့နော်အဲ့လိုဆိုတော့စချင်းဘာမှမသိသေးဘူးအစဆိုလို့ရှိရင်တော့အဲ့ဟာကသူကဒီ80ရာခိုင်နှုန်း theory နဲ့30ရာခိုင်နှုန်း formula ပေါ့အဲ့အချိုးနဲ့သွားတာတော့အဆင်ပြေပြောလို့ရှိရင် formula တွေစတော့ပါလာမယ်ဒါပေမဲ့ပြောလို့ရှိရင်ဒီ theory concept ကအရင်လာပဲပေါ့နော်အဲ့တော့
ပြောလို့ရှိရင်တော့အားလေးစိတ်ပေါ့နော်စိတ်ဝမ်းမဲထားပါတော့နောက်တစ်ခုကကျွန်တော်ဟုတ်ပြီအလဲလောက်ရောက်လာပြီတကယ်ကိုလည်းလေ့ကျင့်လို့ရ practice လုပ်လို့ရပြီဆိုလို့ရှိရင်ကျွန်တော်50ပဲ50ပဲဆိုတာကျွန်တော်တို့ကဒီဘာဖြစ်နေလဲဆိုရင်ဟာလေတကယ်တဝက်နာတဝက်အသုံးချရမယ်အဲ့ဟာ theory နဲ့တဝက်ထည့်စဉ်းစားရမယ်နောက်ထပ်50မှာကျွန်တော် formula ကိုလည်း50ကြာရင်တော့အသုံးချမှရမယ်အဲ့ဒါမှဘယ်လိုလဲ balance ဖြစ်မယ်ဗျာ balance ဖြစ်တော့မိခိုးနေဘယ်လိုပဲလှည့်လာနေလားအခြေအနေတွေဘယ်လိုပဲပြောင်းသွားကိုကနောက်ွယ် theory ကိုသိထားတဲ့အတွက်ကြောင့် formula နဲ့ဒီမှာချိတ်ဆက်ပြီးပြန်တွက်ရတာဒါမှမခက်တော့ဘူးပေါ့နော်အဲ့လိုပဲနောက်ထပ်တစ်ခုကကျတော့30ရာခိုင်နှုန်း theory 90ရာခိုင်နှုန်း formula တကယ် real world ရောက်လာတာပဲဖြစ်ပြောမယ်ကျွန်တော်တို့somewhere မှာပဲဖြစ်ပေါ့နော် formula ပို့ပြီးတော့အရေးပါလာပို့ပြီးအရေးပါလာတယ်ဆိုတာsomewhere ဆိုလို့ရှိရင်လည်းအချိန်အတွင်းမှာကိုကဝင်အောင်မြင်ဖြေရမှာဖြစ်တဲ့ကြောင့်အဲ့ formula အရင်ရေးကြည့်လိုက်ပေါ့နော်ဆိုတော့30ရာခိုင်နှုန်း theory ဆိုတရားကြီးကလုံးဝမပါလို့လည်းဖြစ်တယ်ဘာလို့ဆိုအခြေအနေကအမျိုးမျိုးပြောင်းလာနိုင်တာဖြစ်တဲ့ကြောင့်30ရာခိုင်နှုန်း theory ကပါပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဘာအားပေးလဲဆိုလို့ရှိရင်50ကျွန်တော်အားပေးတယ်50တိထားတာတော့အကောင်းဆုံးပြောရမယ်50လုံးအသုံးချတာတော့အကောင်းဆုံးပဲကျွန်တော်ကဒီဟာလေးကိုအားပေးပါတယ်ဆိုတော့ဒီနေ့ကတော့ formula နဲ့ theory ကလေ့လာတာဒီလောက်ပါပဲ